Netherlands ကအမှတ်ကိုအနည်းဆုံးမရအောင်ခွဲယူဖို့အတွက်ပြင်ဆင်ထားမှာပဲလက်ရှိဆွီဒင်ရဲ့ပြင်ဆင်မှုနဲ့ဆွီဒင်ရဲ့တိုက်စစ် ESET တို့နော် Yogres တို့ရဲ့တိုက်စစ်ကိုပြန်ကြည့်မယ်ဆိုရင် Netherlands ကိုကောင်းကောင်းဒုက္ခပေးနိုင်ဆိုတာရှိတယ်ပြည်သူများအားလုံးပဲမင်္ဂလာပါ Soccer 5 ကြောက်ကွာနေပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ညမှာတော့ကျွန်တော်တို့ဒါကမ္ဘာဖလားဒါအုပ်စုဒုတိယပွဲစဉ်တွေရဲ့တတိယမြောက်နေ့ကိုရောက်လာပြီပေါ့နော်ဒီကနေ့ကျွန်တော်တို့ဂျွန်လ20ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီဝက်မှာရှင်မြန်ကစားမဲ့ Netherlands နဲ့ဆွီဒင်အသင်းတို့ရဲ့ပွဲစဉ်ကိုဒါပွဲကြိုသုံးသက်ပေးကြပါတယ်ခင်ဗျာဆိုတော့ Netherlands အသင်းကတကိုးသွင်းရင်တဝက်ပြောရမယ်နှစ်သင်းပေါင်းသွင်းကို3လုံးသွင်းမယ်ဆိုရင်တော့တဝက်နီးပါးလောက်ပဲပြောရမယ်၄လုံးသွင်းမှအပြည့်ပြောရမယ်ပေါ့နော်ဆိုတော့ Netherlands အသင်းကရှေ့ပွဲမှာဂျပန်ကို6-ပေး6ယူလုပ်ထားတယ်ဆွီဒင်အသင်းကလည်းဒါ6ဒါတင်ဝက်လောက်သွင်းထားပြီးတော့တူနီးရှားကိုအနိုင်ယူထားတာဆိုတော့ဒီနှစ်သင်းရဲ့သွင်းကိုတိုက်စစ်နဲ့เนาะကျွန်တော်တို့ဒါခံစစ်မှာဒါမျှချေရှိနေတယ်လို့ကျွန်တော်တို့ရေဘူးရယူဆတယ်ဒါကြောင့်လည်းပိုကီတွေကဒီပွဲကိုလည်းဒါ6များနိုင်မယ်ဆိုပြီးတော့ဒါတွက်ချက်ထားတယ်လို့ယူဆရတယ်အဲ့ဒီမှာ Netherlands အသင်းကတော့ကျွန်တော်တို့ဒါဆွီဒင်အသင်းထက်အသင်းကြီးလည်းဖြစ်တယ်ကစားသမားအင်အားပိုင်းလည်းအနည်းငယ်เนาะနှာတစ်ဖျားလောက်နည်းနည်းတာနေရလို့ယူဆထားပုံရတယ်ကြည့်ပေးတာသို့တော့ကျွန်တော်လက်ရှိဒီကနေ့မှာထွက်ပေါ်လာတဲ့သတင်းတွေအရ Netherlands အသင်းမှာအဓိကကွင်းတယ်လို့ဒီအောင်ပါဝင်ဖို့အနည်းငယ်ခက်ခဲရှိနေလို့ကြားသိရတယ်ဒါက Netherlands အသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာလိမ့်မယ်တစ်ဖက်ဆွီဒင်အသင်းကတော့ရှေ့မှာတူနီးရှားကိုနိုင်ထားတဲ့ Netherlands ကိုကစားရမယ်ပြီးရင်သူဂျပန်နဲ့ဆော့ရမယ်ဆိုတော့ Netherlands ကအနည်းဆုံးတစ်မှတ်ရထားမှသာဂျပန်နဲ့ပွဲမှာဒါစိတ်ဖြောက်ဖြောက်နဲ့ကစားနိုင်မယ် Netherlands ကိုသာရှုံးသွားရင်ဂျပန်နဲ့ပွဲမှာဒူးကိုတိုင်းဆော့ဘာကြောင့်လဲဆိုတော့ဂျပန်ကဒါတူနီးရှားနဲ့ကစားရမှာနိုင်ဖို့ရခိုင်နှုန်းလဲ85%လောက်ရှိတယ်အစင်လာမှာလဲဂျပန်သားတယ်ဆိုတော့ဂျပန်သားနိုင်လာမယ်ဒါဆွီဒင်ကအရှုံးနဲ့ပြန်လာမယ်ဆိုရင်ဆွီဒင်အနေနဲ့ကလည်းဒါနောက်ဆုံးပွဲမှာ pressure ရှိနိုင်တယ်ဆိုတော့ဆွီဒင်ကလည်း Netherlands ကအမှတ်ကိုအနည်းဆုံးမရအောင်ခွဲယူဖို့အတွက်ပြင်ဆင်ထားမှာပဲလက်ရှိဆွီဒင်ရဲ့ပြင်ဆင်မှုနဲ့ဆွီဒင်အသင်းရဲ့တိုက်စစ် ESET တို့နော် Yogres တို့ရဲ့တိုက်စစ်ကိုပြန်ကြည့်မယ်ဆိုရင် Netherlands ကိုကောင်းကောင်းဒုက္ခပေးနိုင်ဆိုတာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့က Netherlands ကနိုင်မယ်ဆိုရင်တလုံး90ပျော့မနေဘူးလားနော်တလုံးသွင်းတာနဲ့ကျွန်တော်တော့လောက်ပြောရမယ်ဆိုတော့ဒီအနေထားမှာတော့ကျွန်တော်တို့ကမ္ဘာဖလားမှာဂျာမနီလည်းအောင်ဖျားအချိန်ချင်းလိမ့်ခဲ့ရတယ်ပြင်သစ်လည်းအောင်ဖျားလိမ့်ခဲ့ဘူးတယ်နော်အီတလီဆိုခြေစစ်ပွဲတော့မအောင်ဘူးဆိုတော့ Netherlands ကျွန်တော်တို့မြင်းကောင်းခွာလေးဖြစ်မလားဒီပွဲကိုတော့ကျွန်တော်က Netherlands ထက်ဆလို့ရှိရင်ဆွီဒင်ကိုပို့ပြီးတော့ရင်းကျင်တယ်အပြည့်နဲ့တဝက်ပေါ့ဗျာဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာဆွီဒင်ကိုဒါရက်တည်ကျင်တယ်ပြီးတော့သွင်းကိုကလည်းကျွန်တော်ထင်ပါတယ်ဒီပွဲမှာတော့သွင်းကိုထင်တော့မများနိုင်ဘူးဗျဒါနှစ်သင်းစလုံးကတိုက်စစ်ခံစစ်မျှတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ကတော့သွင်းကိုကိုတော့ကျွန်တော်အများကြီးမမျှော်လင့်ဘူးเนาะအဲ့တော့သွင်းကိုကိုတော့ကျွန်တော်အနည်းကိုကြိုက်တယ်ဆွီဒင်နဲ့သွင်းကိုနဲ့ပေါ့ဗျာသူတို့အသင်းတွေနဲ့တောင်းစုတဲ့ကြာနေတဲ့တူနီးရှားနဲ့ဂျပန်အသင်းတွေပွဲစဉ်မှာတော့ဂျပန်ကတကိုးသွင်းမယ်ဆိုရင်တော့ပါပါလေးပဲပြောမယ်နှစ်ကိုးပြတ်မှတည်တည်ချာချာပြည့်ပြည့်ဝပြောရမယ်ဒီပွဲစဉ်ရဲ့သွင်းကိုပမာဏကလည်း3လုံးမြင်ရတော့မှကျွန်တော်အပြည့်ပြောရမယ်ဆိုတော့ဒီပွဲစဉ်ရဲ့ဖြစ်တန်တဲ့ဘယ်လိုရှိမလဲအစင်လာတွေကိုပြန်ကြည့်မယ်ဆိုဂျပန်ကတူနီးရှားကိုငယ်နိုင်လို့မျိုးပြောလို့ရတယ်ဆိုတော့တူနီးရှားအနေနဲ့ရှေ့ပွဲမှာဆွီဒင်အသင်းနဲ့အားနည်းချက်တွေကိုပြန်ကြည့်လိုက်တဲ့အခါမှာဂျပန်အသင်းကိုဘယ်လောက်ထိတုံ့ပြန်နိုင်မလဲဆိုတာတွေးကြည့်လို့ရတယ်ဂျပန်ကနယ်သာလန်လိုအသင်းမျိုးကိုဒါချက်ကိုချက်ခဲကစားပြီးတော့တူတင်ကိုတွေကစားပြီးတော့နော်ကျွန်တော်တည်ကြထားတာပြီးတော့ဒီပြိုင်ပွဲမတိုင်ခင်ဂျပန်အသင်းရဲ့ performance နဲ့ကြည့်မယ်ဆိုရင်ဘရာဇီးဂျာမနီတို့တော့မှဂျပန်ဖုတ်ထားတာဆိုတော့တူနီးရှားကိုတော့ဂျပန်ကဒါအစီးအနေနဲ့ကစားနေဒါကြောင့်မလို့လေကြီးအနေနဲ့ကတော့ဒါတစ်လုံး30လောက်ကိုပေါက်နေတာဒီဘက်မှာဂျပန်တေချာပေါက်နိုင်မယ်လို့ပြောလို့ရတယ်တော်ရုံတိုင်အောင် split ဖြစ်သွားမှသာတူနီးရှားတေရလဲရနိုင်မယ်ဒါပေမဲ့ဂျပန်ကတကူတာနဲ့နိုင်မယ်ဆိုရင်အပြည့်မပြောနိုင်ဘူးတိုးတော်လည်းပဲဂျပန်နဲ့ပဲဒီပွဲကိုကြည့်ရမှာပြီးတော့ဂျပန်ကတိုက်စစ်ပြီးရင်တိုက်စစ်သွားမှာဖြစ်တဲ့အတွက်ဒီပွဲကိုတော့ကျွန်တော်က6မြောက်ကြိုက်တယ်ဂျပန်နဲ့6မြောက်ပါဂျာမနီနဲ့ Ivory Coast တွေ့ဆုံတဲ့ပွဲကလည်းပရိသတ်တွေစိတ်ဝင်စားမဲ့ပွဲလို့ထင်ပါတယ်ဒီနှစ်သင်းကတပိုင်းတစ်လျှောက်2009ခုနှစ်တုန်းကချိန်မဲဆုံမှုပါတယ်အဲ့ဒီတုန်းက2-0စီတည်ကြခဲ့တယ်လက်ရှိဂျာမနီအသင်းကဒါပေါဖောင်းပြထားပြီးကူရာဆော့အသင်းကို9-9ပြတ်နဲ့နိုင်ထားတယ်တစ်ဖက်က Ivory Coast အသင်းကလည်းဒါနာမည်ကြီးကစားအခက်ပါတယ်ဆိုတော့ Ecuador ကိုတကူကိုမရှိဆိုတဲ့ရလနဲ့နိုင်ထားတယ်နိုင်ထားတဲ့နှစ်သင်းချင်းတွေ့တဲ့အချိန်တွေမှာကျွန်တော်တို့ဂျာမနီကတော့အနည်းငယ်သားတယ်ဆိုတာအားလုံးသိတယ်သို့တော်လည်းပဲဂျာမနီရဲ့တမိုင်းမှာ Ivory Coast ကိုတော့နိုင်အောင်မကစားဘူးเนาะဆိုတော့လက်ရှိအချိန်မှာ Ivory Coast ကနောက်ဆုံးပွဲမှာကူရာဆောနဲ့တွေ့ရမှာဂျာမနီကဒါပြီးရင် Ecuador နဲ့တွေ့ရမှာ Ecuador ကအခုသူတို့နဲ့ပြီးသွားရင်ကူရာဆောနဲ့ကစားမှာဖြစ်တဲ့အတွက်ကူရာဆောကိုသာ Ecuador နိုင်ထားမယ်ဆိုရင်ဂျာမနီတုံ့ပြန်ရခတ်သွားနိုင်မယ်ဂျာမနီက Ecuador ကိုလက်ခံကစားတဲ့အခါမှာခက်ခဲသွားမယ်ဒါကြောင့်မလို့ Ecuador နဲ့ပွဲမှာဂျာမနီ pressure မရှိဘူးဆိုရင်ဒီကနေ့ Ivory Coast နဲ့ပွဲမှာမဖြစ်မနေနိုင်ရမယ်တစ်ဖက်က Ivory Coast ကိုပြန်ကြည့်တော့ဂျာမနီကိုအသေးအတန်နင်းကန်ယုံပြီးကစားမယ်ဆိုရင်သူတို့ပြဲထွက်သွားလိမ့်သူတို့က3မှတ်ရထားဖြစ်တဲ့ကူရာဆောနဲ့ပွဲမှာတေချာပေါက်နိုင်အောင်ကစားမယ်ဆို6မှတ် AAC တတရတက်လို့ရဂျာမနီက pressure ရှိနေပြီ Ivory Coast ကတော့ pressure ရှိမှာမဟုတ်ဘူး Ivory Coast အနေနဲ့ဂျာမနီကိုနိုင်ချင်းရှုံးချင်းပေါ်မှာ
pressure တီးတဲ့ရင်ခံစားနေမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့နောက်ဆုံးတွေ့မဲ့ပွဲကကူရာဆော့ဖြစ်တယ်ကူရာဆော့ကိုတော့ PPC ကစားလိုက်ပြီးတော့ဒါအနိုင်ယူနိုင်မယ်ဆိုရင်6မှတ်ရအောင်ဂျာမနီကိုရှုံးရင်တော့ဒါကြောင့်မလို့ဂျာမနီနဲ့ပုံမှန်သူတို့ကအကောင်းဆုံးတုံ့ပြန်မဲ့ pressure လုံးဝမရှိဘူး pressure ရှိနေတာဂျာမနီ Ivory Coast ကိုမနိုင်ဘူးဆိုရင် Ecuador နဲ့ပွဲမှာပိုပြီးတုံ့ပြန်ခတ်တဲ့ဒါအကျိုးဆက်တွေခံစားရနိုင်တယ်ဒါကြောင့်မလို့ဂျာမနီကတော့ Ivory Coast ကို PPC ကစားလိုက်မယ်ဒီပွဲစဉ်ရဲ့အနေအထားကြောင့်ကျွန်တော်ကတော့ဂိုးအများကိုပိုပြီးကြိုက်တယ်ဂိုးကလည်းလေးလုံးသွင်းမှာကျွန်တော်တို့ဒါအဖြစ်ပြောရမှာပေါ့နော်ဆိုတော့သုံးလုံးဆိုတည်ရင်ဂျာမနီအနေနဲ့တကူးသားနဲ့နိုင်မယ်ဆိုရင်အစိတ်လောက်ကျွန်တော်တို့ဝမ်းနေရမှာဖြစ်ပေမဲ့လည်းပဲကျွန်တော်ကတော့ဒီပွဲမှာဂျာမနီနဲ့ဂိုးများကိုကျွန်တော်ပိုကြိုက်တယ်ဘာလို့လဲဆိုတော့ဒါကူရာဆော့လို့အသင်းမျိုးတော့ဂျာမနီကပေးကိုပေးထားတယ်ဆို Ivory Coast ကိုပေးရမှာနော်ဂျာမနီကလည်းတိုက်စစ်အာသန်တဲ့အသင်းဖြစ်တဲ့အတွက် Ivory Coast ကလည်း no more pressure နဲ့တောင်းမှာဖြစ်တဲ့အတွက်ဒီပွဲကဂိုးများပါပဲဟုတ်ကဲ့နောက်ဆုံးပွဲဖြစ်တဲ့ Ecuador နဲ့ကူရာဆော့ဒီပွဲက Ecuador က3ဂိုးအပြတ်နဲ့နိုင်မှာအပြည့်ပြောရမယ်ဂိုးပေါင်းကတော့3လုံး4လုံးသွင်းမှာအပြည့်ပြောရမယ်ဆိုတော့ဒီနေထောက်ကြည့်မှာဆိုကူရာဆော့က no more pressure ပဲသူ Ecuador ကိုလည်းသူကန်ပါပဲဘာမှခံနေမှာမဟုတ်ဘူးဂျာမနီကိုလည်းသူရသလောက်တုံ့ပြန်မှာပဲအဲ့လိုပဲ Ecuador ကလည်းရသလောက်တုံ့ပြန်မယ်ဒီပွဲ Ecuador အဖိစီကစားမယ်ဆိုတော့ Ecuador ဂိုးပြတ်ပါမလားဒီနေရာမှာတော့ကျွန်တော်လည်းစိုးရိမ်တယ်ဒီပွဲစဉ်တွေကကျွန်တော်တို့အတိုင်းဖြစ်လာပြီဖြစ်တဲ့အတွက် Ecuador နဲ့ဂိုးအများပေါ့နော်3-1 3-1လောက်တော့ကျွန်တော်မှန်းကျင်တယ်3-1လောက်မှန်းကျင်တယ်ဖြစ်တတ်မယ်ဆိုရင်တော့4-1ပေါ့နော်ဆိုတော့ Ecuador နဲ့ဂိုးပေါ်တဲ့ဆိုင်ကျွန်တော်ကတော့ဂိုးများကိုပို့ပြီးတော့သဘောကျတယ်ဒီနေ့ပွဲကလည်းကျွန်တော်တို့ Ecuador နဲ့ကူရာဆော့ပွဲကဂိုးများကိုပဲတွားမယ်လို့ဒါယူဆပါတယ်ဆိုတော့ပြည်သက်များအားလုံးပဲကံကောင်းကြပါစေ